အားလုံးပဲမင်္ဂလာပါ Miss Sandy's Tarot Page ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတော့မင်က General Reading pick up ပါလေးလုပ်ပေးထားပါတယ် General Reading ဆိုတာဒီနေ့ကမင်ဒီဗီဒီယိုတင်တာ July 26ဆိုတော့ July 31ရက်နေ့ထိအကျုံးဝင်ပါတယ်ဆိုတော့ရွေးစရာပါလေး3ခုပေးထားပါတယ်ပထမပါလေးအတွက်ကတော့ Adventuring လက်ကောက်လေးပါဒုတိယပါလေးအတွက်ကတော့ Strawberry ပုံကလစ်ကလေးပါနှစ်ခုလုံးမင်လက်ဆောင်ရတာပေါ့နော်ဒါလေးကတော့ကြည့်လိုက်ရင်တော့ပါနီလိုပဲဒါပေမဲ့ပါနီမဟုတ်ပါဘူးနှကန်းဆိုးတဲ့လက်ပါမှာဒါလေးကပါ3လေးပါအဲ့တော့ပါ1 2 3 3ခုတွေကစိတ်ထဲမှာရွေးချင်တယ်လို့စိတ်ထဲကလုံးဝပြက်တသားရွေးမိနေတဲ့ပါလေးတစ်ခုကိုရွေးထားလိုက်ပါခဏလေးနဲ့အဖြေနဲ့အတူပြန်လာခဲ့ပါမယ်အဲ့တော့အခု pile 1လေးကိုအရင်ကြည့်ရအောင်နော် Oh luck ပြီးတော့ open ပြီးတော့ the tower နဲ့ knight of wands အဲ့တော့ဒီ pile 1လေးရွေးထားတဲ့သူတွေကလေဒီ26ရက်9လကနေ31ရက်ထိပေါ့နော်ဒီ6ရက်တစ်ပတ်အတွင်းမှာဘာတွေကြုံရနိုင်လဲဆိုတော့ကိုအစကခိုင်ခိုင်မာမာတည်ကြပြီဆိုပြီးတော့တည်ချ plan ချပြီးတော့စူးစမ်းထားတဲ့ကိစ္စတခုကရုတ်တရက်ပေါ့နော်ရုတ်တရက်မမျှော်လင့်တဲ့အပြောင်းလဲနဲ့ကြုံရနိုင်တာမျိုးရှိတယ်ဥပမာပြောရရင်တော့ခရီးသွားဖို့စီစဉ်ထားတာမျိုးဆိုလဲတစ်ချိန်တစ်ခါနဲ့အထားမမြောက်တာမျိုးပေါ့နော်တေချာအောင်ငါဒီဟာကိုလုပ်တော့မယ်ဒီဟာကိုရမယ်ရဖို့တေချာသလောက်ဖြစ်နေပြီဆိုတဲ့ကိစ္စမျိုးတွေလည်းမထင်မှတ်ဘဲနဲ့ဟိုနှေးသွားတာမျိုးဒါမှမဟုတ်ရပ်သွားရတဲ့ကိစ္စမျိုးအဲ့လိုမျိုးတွေပေါ့နော်ဒါဒီ week ရဲ့အစမှာတော့ဒီလိုမျိုးလေးတွေတော့ဖြစ်နိုင်တယ်ကိုကအဲ့အပြောင်းလဲကိုမမျော်လင့်ထားတာဘယ်လိုစိတ်တောင်တုံလှုပ်လိုက်မိရဲဆိုတဲ့သဘောပေါ့နော်စိတ်တွေအရန်စိတ်ပြက်လက်ပြက်တွေဖြစ်ရတတ်တယ်ဆိုတဲ့သဘောဒါပေမဲ့အဲ့ဒါအရင်တော့စိတ်ညစ်စရာမရှိဘူးဘာလို့လဲဆိုတော့တချို့ကိစ္စတွေမှာကမင်းတို့တစ်ချိန်နဲ့ထားမမြောက်တာရလိုက်ရတာဆိုတဲ့ကိစ္စတွေကနောက်တစ်ချိန်ပြန်စားတဲ့အချိန်မှာဒီတက်ပို့ပြီးတော့ကောင်းတဲ့အစပြုမှုတွေပိုကောင်းတဲ့အဆင့်တွေနဲ့ပြန်ပြီးတော့ခြေလန်းစနိုင်မှုတွေဖြစ်လာတဲ့ကိစ္စမျိုးတွေလည်းဖြစ်နိုင်တယ်ဆိုတဲ့အခါကျတော့အဲ့လိုကိစ္စတွေပြီးသွားရင်တော့ဒီဘက်က Knight of Wands လေးလိုပဲကိုကစိတ်လှုပ်ရှားကြကောင်းတဲ့ကိစ္စတစ်ခုခုဒါမှမဟုတ်အပြောင်းလဲတစ်ခုခုဥမာပြောရရင်အလုပ်အသစ်တွေပါတယ်အင်းတိုင်းအားတိုင်းရှာပြစ်တာမျိုးဒါမှမဟုတ်ကိုကအခုမှနေရတဲ့နေရာအလုပ်တစ်ခုအသေးရောက်လာတယ်အဲ့မှာကိုကအင်းတိုင်းအားတိုင်းစူးစမ်းပြနေရမျိုးဒါမှမဟုတ်ကိုလုပ်ဖို့စဉ်းစားထားတဲ့ project တစ်ခုခုပေါ့နော်ကိုဘာဖြစ်ဖြစ်ကိုစီစဉ်ထားတာကြံစည်ထားတဲ့ဟာအသစ်တစ်ခုကိုကိုကစိတ်ပါဝင်စားစွာလုပ်ဖြစ်တာမျိုးအဲ့လိုမျိုးလေးတော့ကြုံရနိုင်တယ်ဆိုတော့တစုံတစ်ခုပြိုကျသွားပြီးတဲ့နောက်မှာနောက်တစ်ခုဒါမှမဟုတ်ဒီဟာကိုပဲအစအနေပြန်လုပ်တဲ့နေရာမှာကိုကပို့ပြီးတော့စိတ်အားတက်ကြွစွာနဲ့လုပ်မိတာမျိုးတော့ဖြစ်နိုင်တယ်ပေါ့နော်တခုရှိတာကတော့ကိုကဒီကိစ္စဒီအလုပ်တစ်ခုကိုရေရှည်စိတ်ဝင်စားတာလားရေရှည်သွားကြတာလားဒါမှမဟုတ်သူများပြောလို့သူများကောင်းတယ်ပြောလို့ဟိုကိုယ့်ရဲ့ယာယီစိတ်ဝင်စားမှုပေါ့နော် temporary interest နဲ့ပဲလုပ်မိနေရလားဆိုတာကိုတော့အဲ့ဒါတော့ကိုယ်ပိုင်ပို့ပြီးတော့စဉ်းစားဖို့တော့လိုတယ်အဲ့ဒါမှကိုယ့်ရဲ့အချိန်တွေငွေအားလူအားတွေစိုက်ထုတ်အကျိုးပို့ပြီးနှက်မှာပေါ့နော်မဟုတ်ဘဲနဲ့သူများအဆင်ပြေလို့ကိုကအဆင်ပြေမလားဆိုပြီးလုံမိရမျိုးဒါမှမဟုတ်ရေရှည်မဟုတ်ဘဲနဲ့ခဏစိတ်ဝင်စားလို့လုံမိပြီးမှတကယ်မလုပ်ချင်တဲ့ကိစ္စဖြစ်လို့နောက်တော့မှဟိုအလွယ်တကူစိတ်လျှော့သွားတာမျိုးတွေဆိုရင်တော့ဘာမှမကောင်းလေနော်ဆိုတော့အဲ့လိုမျိုးအခြေအနေနဲ့ရင်ဆိုင်ရပြီးတဲ့အချိန်မှာတဲ့ကိုယ့်အတွက်တကယ်ကောင်းမွန်တဲ့အခွင့်အလမ်းသစ်တွေရောက်လာတယ်ကိုလည်းတကယ်ကိုကောင်းတယ်လို့ခံယူထားတာမျိုးဆိုရင်တော့လက်ခံလိုက်ပါကိုယ့်ရဲ့လုံနိုင်စွမ်းတွေကိုပို့ပြီးတော့တိုးမြှင့်လိုက်ပါပြီးရင်ကိုယ့်အစွမ်းအစကိုလည်းယုံပါဆိုပြီးတော့ကတော့ပြောပါတယ်တချို့သောသူလေးမှာကကြတော့လေထီလေးပါလေးထိုးတင်တယ်ပေါ့နော်ငွေကန်ထီကန်အားကောင်းတာမျိုးတွေလည်းတွေ့ရတတ်တယ်ဒီ31ရက်နေ့ရောက်လာကန်နီးတာနဲ့အမျှဥမာအဲ့လိုမျိုးကံကောင်းခြင်းတွေပေါ့နော်ငွေချင်းနဲ့ပတ်သက်တဲ့ကံကောင်းမှုတွေကြုံရနိုင်တာမျိုးတွေလည်းရှိနိုင်တယ်ထီပေါက်ဒါရဖြစ်ဖြစ်တရားကမမိုးပေးတာဖြစ်ဖြစ်ကိုလုံးတဲ့အလုပ်တွေမှာပတ်စံပေါ်လာတာဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်ငွေကြေးမဟုတ်ပေမဲ့လည်းတစုံတစ်ခုသောကံကောင်းခြင်းတွေရောက်လာတတ်တယ်ဆိုတာမျိုးတော့တွေ့တယ်နောက်တစ်ခုထူးခြားတာကကြာလေဒီကတ်ကမင်းတကတ်ပြောက်လို့ဒီဓာတ်ကိုမသုံးတာကြာပြီဒီကတ်ကအဲ့လိုမထင်မှတ်ဘဲနဲ့ပြန်တွေ့တာပေါ့နော်ဆိုတဲ့အခါကျတော့
ဒီပါးလေးရွေးမိတဲ့သူလေးတွေမှာလည်းဒီကတ်ထဲရလိုမျိုးကို့မှာအရင်ရှေ့ရက်ရှေ့လာတွေကအဲ့လိုရုတ်တရက်ပြိုကျပျက်စီးသွားခဲ့တဲ့ကိစ္စတွေရှိတယ်ကိုကလည်းပြန်စဖို့အားယူနေရတော့ဆိုရင်အဲ့လိုလူလေးတွေအတွက်ကတော့ကိုယ့်ရဲ့လုံနိုင်စွမ်းကိုယ့်ရဲ့အစွမ်းအစအရေးချင်းတွေကိုကိုယ်တိုင်ယုံကြည်ကိုယ့်အတွက်အချိန်အခါတင့်လို့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့လုံးဝကိုက်ညီပြီးတော့ရောက်လာတဲ့အခွင့်အလမ်းတစ်တွေကိုလည်းလက်ခံမှာအခက်အခဲတွေတော့ရှိမယ်ဒါပေမဲ့တဖြည်းဖြည်းချင်းယုံကြည်မှုလေးနဲ့ကိုယ့်ကိုယုံကြည်မှုလေးနဲ့ကြိုးစားသွားမယ်ဆိုရင်တော့အဆင်ပြေလာနိုင်တယ်ဆိုတဲ့ဟာမျိုးတော့တွေ့ရပါတယ်ဟုတ်ကဲ့ဒါကတော့ pile 1လေးပါအဲ့တော့ pile 2လေးတွေအနေနဲ့ဒီ strawberry ပုံကလစ်အညိုလေးကိုရွေးထားတဲ့သူလေးတွေအတွက်ဘာတွေလာမလဲကြည့်ရအောင်နော်ဟော adventure Code of the Seeds and the Fool နဲ့ Seven of Swords ဖြစ်ပါတယ်အဲ့တော့ဒီ pile 2လေးကိုရွေးထားတဲ့သူတွေအတွက်ကတော့ဒီ6ရက်တစ်ပတ်တာအတွင်းမှာပေါ့နော်ကိုကတစ်ခုတော့အသစ်တစ်ခုကိုစတင်လုပ်ကန်ရတာမျိုးဖြစ်လိမ့်မယ်ဆိုတော့ကိုက result ကဘယ်လောက်ရမလဲမသိသေးဘူး outcome စီကဘယ်လိုဖြစ်လာမလဲတော့မသိသေးဘူးဒါပေမဲ့တစ်ခုကိုကတကယ်လဲကိုယ်တိုင်လှုပ်ရှင်စိတ်အပြည့်နဲ့ကိုလှုပ်နေတာဆိုတော့အဲ့ဒီအတွက်လည်းအရန်ဆုံးဖြတ်ချက်တွေကအရန်တစ်လွင်လန်းဆန်းနေရပါတော့လုံးဝ fresh ဖြစ်နေမှာမျိုးဒါမှမဟုတ်ရင်လည်းကိုကမရဘူးလှုပ်လိုက်မယ်ရလာတဲ့ရလာကိုငါကောင်းကောင်းဆိုးဆိုးငါအကုန်လက်ခံမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်တွေအရန်ရဲနေရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့တခုတော့သတိထားမှာကဘာလဲဆိုဒီမှာ Seven of Swordsဆိုကိုကဒီလိုမျိုးလောက်ကင်သွားလာနေတဲ့အချိန်မှာကိုယ့်ရဲ့အခုလုပ်နေတဲ့အရာနောက်လုပ်မဲ့next move ပေါ့နော်နောက်ဘာတွေလုပ်မလဲဆိုတော့ကိုယ့်ရဲ့ကိစ္စဝိစ္စတွေအပေါ်မှာလူတိုင်းကိုမယုံကြည်သင့်သေးဘူးကိုနားရောက်လာတယ်ကိုနဲ့ဒီကာလအတွင်းမှာဆက်သမျှလူတွေအကုန်လုံးကကိုယ့်အပေါ်အမှန်တကယ်ရိုးသားတာဟုတ်ရဲ့လားဒါမျိုးကိုကတိချာလေးသတိထားဖို့လိုတယ်ပေါ့နော်ပြောချင်တာကတော့ဒီကာလအတွင်းမှာလူတွေကိုအရင်မယုံကြည်ဖို့ပေါ့နော်ဘာလို့ဆိုကိုနားရောက်လာတဲ့သူတွေထဲမှာမယိုးသားတဲ့ရွယ်ချက်ရှိတဲ့သူတွေကမကောင်းဆိုရင်တော့ပေါ့ကိုရဲ့ကိုပျက်စီးကြောင်ဖြစ်စေမဲ့သူတွေလည်းကြုံရနိုင်တယ်ဆိုတဲ့ဟာမျိုးကိုတော့ပြောတယ်ဒါပေမဲ့လို့ဘာကိုပဲလုပ်အဖြေကဘာလုပ်တင်လဲမှန်လားမှားလားလုပ်တင်လားမလုပ်တင်ဘူးလားသွားတင်လားမသွားတင်ဘူးလားဆိုတဲ့ဟာကိုယ့်ရဲ့အတွင်းစိတ်ကသိနေပြီးသားပါတဲ့ဒါကြောင့်မလို့သူကကတ်မှာလည်းပြောထားတယ် the blueprint is within you အဲ့တော့ကိုဘာလုပ်ရမလဲဘယ်လိုလမ်းကြောင်းကိုသွားရမလဲဆိုတာကိုယ့်ရဲ့အတွင်းစိတ်အခုခေတ်စကားနဲ့ပြောရင်ကိုယ့်ရဲ့ intuition ပေါ့နော်ကိုယ့်ရဲ့ intuition ကကိုယ်ကောင်းကောင်းလမ်းညွှန်ပေးနိုင်တယ်ကောင်းကောင်းကြီးguide လုပ်ပေးနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုယ့်ရဲ့အတွင်းထဲကကိုယ့်ရဲ့အတန်ကိုတေချာလေးနားထောင်ဖို့လိုတယ်အဲ့လိုနားထောင်ပြီးသွားရင်တော့နောက်ထပ်ခြေလမ်းတစ်လမ်းကိုဆက်လိုက်ပါဆိုတဲ့ဟာမျိုးတွေ့တယ်အဲ့တော့မင်းတို့ကတခါလေကြာရင်အပြင်ပတ်ဝန်းကျင်ကပြောတာတွေတခြားလူတွေပြောတာတွေကိုယ်တိုင်ကြီးပြင်းလာတဲ့အနေအထားတွေအရာအပြင်ကပြောတဲ့လူအပြင်ကသူတွေရဲ့ opinion အပြင်ကပြောစကားတွေကိုဘဝကိုသင်ကြားပေးလိုက်တဲ့အတွေ့အကြုံတွေပေါ်အခြေခံပြီးအဲ့ voice တွေကိုပဲနားထောင်ပြနေရမှာရှိတယ်အဲ့တော့ကိုယ့်ရဲ့အတွင်းစိတ်တွေကကိုယ့်ရဲ့ intuition ပေါ့နော်လိုတိစိတ်ကပြောနေတဲ့ဟာတွေကိုယ့်ရဲ့အတွင်းစိတ်တွေကကိုဘာလုပ်တင်လဲဆိုတာကိုပြောနေတဲ့အတန်ကိုယ့်ရဲ့ inner voice ကိုတခါကျနားထောင်ဖို့မေ့နေတတ်တယ်ဆိုတော့ဒီလိုလူလေးတွေဒီ value လေးအမှပါတယ်ဆိုရင်ကိုကဘာကိုလုံးတင်တယ်မလုံးတင်အောင်လဲဆိုတာကိုယ့်ရဲ့ intuition ကကိုယ်လမ်းပြပေးနိုင်တာမလို့အားကြောင့်မလို့ဒီကိုယ့်ရဲ့အတွင်းစိတ် blueprint ပေါ့နော် blueprint ကတေချာလေးလမ်းညွန်ပြသပေးတာကိုတေချာလေးနားထောင်ပေးပါတဲ့ဆိုတော့ဒီတစ်ပတ်ထဲမှာတော့ကိုကအရန်ကိုအစ်ဒီ full cut နဲ့ဒီ cut ကလေးနဲ့အဆက်ရှိသလိုပဲပေါ့နော်လုံးဝ adventure ဆန်ခရီးဆိုလဲအဲ့လိုရေကူးမယ်တောင်တက်မယ်အဲ့လိုမျိုးတွေပေါ့နော်ပင်ပင်ပန်းပန်းသွားအမှာမျိုးတွေကပို့သွားခြင်းနေမယ်တန်တဲ့အလုပ်ကိစ္စတွေပါဆိုလဲကိုကစိတ်လှုပ်ရှားစရာဖြစ်မဲ့ရလက်မျိုးပေါ့နော်စိတ်လှုပ်ရှားရမဲ့စိတ်လှုပ်ရှားမဲ့အလုပ်မျိုးစိတ်လှုပ်ရှားမဲ့အနေအထားမျိုးကိုအရန်ကိုစွန့်စားခြင်းလှုပ်ချင်ကိုင်းခြင်းစိတ်တွေတော့များနေပါတယ်တဲ့ကောင်းတော့ကောင်းတယ်ဆိုပေမဲ့ဒီမှာ Seven of Swords လေးပါနေတဲ့အခါကျလူတွေကိုကိုဆက်ရမဲ့သူတွေကိုသတိထားပါတော့ဆိုတော့ဒါလေးကတော့ pile 2အတွက် reading လေးဖြစ်ပါတယ်အဲ့တော့ဒီ lip balm လေးကိုရွေးထားတဲ့ pile 3လေးတွေor lost နော်
bereavement sorrow damage healing the motherline temperance နဲ့ ace of swords နော်ဒီတစ်ပတ်ထဲမှာဆိုရင်တော့ကိုကအရာရာကို balance ဖြစ်နဲ့နေထိုင်ပြောဆိုလုပ်ကိုင်ရမယ်ဆိုတဲ့ဟာမျိုးတွေတော့တွေ့တယ်ဆိုတော့စိတ်ပင်ပန်းလူပင်ပန်းနေဖြစ်မယ်ဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တယ်မုတ်ချဖြစ်မယ်လို့တော့မဆိုလို့ဖြစ်နိုင်တယ်တချို့လူတွေမှာစိတ်ပီစီလို့ဖြစ်တဲ့ခန္ဓာကိုယ်မှာ energy burn out ဖြစ်တာမျိုးစိတ်ပီစီပြီးညဘက်အိမ်မပြောတာဖြစ်နိုင်တယ်ဆိုတော့အဲ့ဒါလေးတွေကိုသတိထားကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုဘလောက်ပဲအလုံးများများစိတ်ကလေးနဲ့လူလေးနဲ့နေကောင်းချမ်းမအောင်တန်တိုင်းဆုံးထိန်းညှိပြီးတော့နေမယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတော့လိုအပ်တယ်တချို့သော boundary လေးမှာတော့ပေါ့နော်တလလောက်အတွင်းမှာငွေကြီးကံကိုထင်ထားတဲ့ပို့ပြီးအဆင်ပြေလာမျိုးတွေကြုံရတတ်တယ်ဒါပေမဲ့ဒီတစ်ပတ်ထဲမှာတော့ဘာပဲလုပ်ပေါ့နော်ကိုယ့်အတွက်အဆင်ပြေတာကိုယ့်အတွက်အဆင်မပြေတဲ့ဟာတွေကိုပြတ်သားပြောဆိုလုပ်ကြရမယ်တချို့နေရာတွေမှာကိုက emotion ကိုဦးစားပေးခြင်းနဲ့စိတ်ခံစားမှုဦးစားပေးခြင်းနဲ့ဆိုမှကိုတကယ်လုံးတဲ့လောက်ထိုက်တဲ့အရာဘာလဲဆိုတာကိုသိတဲ့အချိန်မှာအဲ့နောက်ကိုကဒီဇိုင်းမတ်ကိုလိုက်နိုင်ရမယ်အဲ့ခါကျရင်တော့ဘယ်လိုပြောရလဲကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့ result လေးရာပို့ပြီးတော့ပုံပေါ်လာနိုင်မယ်ဆိုတဲ့သဘောပေါ့နော်ဆိုတော့ကိုအတွက်အဆင်မပြေဘူးဆိုလဲတချို့တွေကရှိရလေနော်ကိုအတွက်အဆင်မပြေဘူးဆိုရင်တော့တခြားလူအဆင်ပြေပါစေတော့ဆိုပြီးတော့sacrifice လုပ်ပေးလိုက်မိတာမျိုးရှိရပေါ့ဒီအချိန်မှာကျတော့ကိုကမင်းတို့စကားတခွန်းရှိရလေ learn when to say no ဆိုတာကိုအတွက်တကယ်ကြီးအဆင်မပြေတဲ့အရာတွေဘာတွေဖြစ်မလဲဆိုတာကိုဒါဒီနေရာကိုအောင်ဆန္ဒနဲ့တော့ကြွားတယ်လေနော်အဲ့တော့ကိုယ့်အတွက်အဆင်ပြေတာပါလဲကိုယ့်အတွက်အဆင်မပြေတာပါလဲဆိုတာကိုနဲ့ထိစပ်လောက်ကင်ပြောဆိုနေတဲ့လူတွေကိုပြတ်သားလေးပြောဆိုပြီးလို့လိုတယ်ကိုလောက်ရမယ့်အလုပ်တွေပေါ်ကိုလည်းကိုက reason တွေမပေးဘဲနဲ့တေချာလေးလောက်ကင်ဆောင်ရွက်ရမယ်ဆိုတာမျိုးတော့တွေ့တယ်တချို့သောသူလေးမှာကတော့ပေါ့နော်မမြင်ရတဲ့ဘွားဆက်တိုက်ဆက်ပဋ္ဌာန်းဆက်အဲ့လိုမမြင်ရတဲ့ကိုယ့်ရဲ့အဆောင်ရှောက်တွေကိုစောင်းနှက်တွေကိုယ့်ရဲ့အဲ့လိုလွန်လည်ပြီးတော့ဘိုးဘေးတွေပေါ့နော်ဒါတွေကိုအထူးတလဲပို့ပြီးတော့ခုချိန်မှာဒါပုံမှန်လဲစုတောင်းမြတ်တာပို့တာမယ်ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုတွေကိုလည်းအများပေးလို့ရမယ်ဆိုမဲ့ဒီအချိန်မှာတော့ဒါလေးကိုပို့ပြီးတော့လှုပ်တဲ့နေဆိုတဲ့ဟာမျိုးတော့တွေ့တယ်အားမျိုးလေးပေါ့နော်ပြီးတော့အရင်ရှေ့ကာလတွေတော့ကကိုမှဆုံးရှုံးခဲ့ပြီးသားအရာတွေပေါ့နော်အဲ့ဓာတွေပေါ်မှာဘာဖြစ်ပေါ့တက်ရှိတက်မဲ့ပဲအရာဆိုဆုံးရှုံးခဲ့ပြီးသားအရာတွေကိုပြန်တွေးပြီးဒီတစ်ပတ်ထဲမှာဝမ်းနေပြီးတော့ပူဆွေးတတ်တာမျိုးရှိတယ်အဲ့တော့မင်းတို့ကဒါကိုကြတော့တချို့အရာတွေကပြန်ပြင်လို့ရတဲ့အရာရှိတယ်လို့ပြန်ပြင်လို့မရတဲ့အရာရှိပြန်ပြင်လို့မရတဲ့ဆုံးရှုံးမှုတွေပေါ်မှာမင်းတို့ကဒါတွေကိုဝမ်းနေနေရမှာထက်ဆိုင်ဒီဘဝဘာတွေသင်ခန်းစာယူလို့ရမလဲဆိုတာနဲ့ပဲရှေ့ဆက်ရမှာဖြစ်တယ်ဆိုတော့ဒီလိုမျိုးဝမ်းနေမှုလေးတက်လာရင်တော့နာပြောသလိုလေးပေါ့နော်ကိုကဘာသင်ခန်းစာယူလို့ရမလဲဆိုတာကိုပဲပြန်စဉ်းစားပြီးရှေ့ဆက်ရမှာဖြစ်တယ်နောက်ပြီးတော့ထပ်ပြီးတော့ပြောချင်တာပေါ့နော်ဒီဘာသာရေးခါတိုင်းလဲပုံမှန်လဲလုပ်တဲ့နေဆိုမဲ့အခုဒီရက်ပိုင်းကာလအတွင်းမှာတော့တရားထိုင်တာအဲ့လိုဘာသာရေးလုပ်တာမျိုးတွေ PPCC လေးလုပ်ပေးပါကိုယ့်ရဲ့ကုသိုလ်ကောင်းမှုတွေတခြားလေးအမြတ်တမ်းပေးရတာမျိုးလေးတော့ကိုသက်ဆိုင်ရာဘာသာအလိုက်လုပ်တဲ့နေပေါ့နော်ဒါကတော့ file 3လေးအတွက်ပါအဲ့တော့ file 3ခုလုံးရဲ့အဖြေကိုဖတ်ပေးပြီးသွားပါပြီတယောက်ချင်းစီ January တွေမေးချင်တယ်ဆိုရင်တော့ Facebook page ရဲ့ Messenger ကိုလာပြီးတော့မေးမြန်းနိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုကို Facebook မှာ YouTube မှာ TikTok မှာရောတင်ထားပေးမှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်